မင်္ဂလာတဲ့အော်ဟယ်လိုငွေပါရှင်ဒီနေ့ငွေဟင်းလာရှက်ပြမှာပေါ့နော်ဘာဟင်းရှက်မှာလဲဆိုတော့ငါပြီးငါရုပ်ရည်လာရှက်ပြမှာပါတိုးစရာဟောပြီးတော့တခွားတီးရေချိုလဲရှက်မှာပေါ့နော်ဒီနေ့ငွေကဟင်းနှမျိုးလေးရှက်သွားမှာပါအလို့ပထမဦးဆုံးတိုးစရာကိုအရင်လုံးမှာပေါ့နော်ဒါတွေလုပ်ပြီးရင်ငါပြီးငါရုပ်ရည်ထည့်ရမယ့်ဟာတွေလာလုံးမှာပေါ့နော်ဒါတွေအကုန်လုံးပြင်ဆင်ပြီးရင်ပြင်ဆင်ပေးတဲ့ဟာတွေကိုအရင်ဆုံးလာထောင်းမှာပေါ့နော်စက်သွန်ဖြူငါရုပ်စားရင်ချမုတ်တက်တာမို့ထည့်မှာပေါ့နော်ပြီးတော့ခိုးလာလုံးမှာပေါ့နော်ငရုပ်စိမ်းအရှိကိုလည်းခိုးလာလုံးမှာပေါ့နော်ဒါထောင်းပြရှင်နေပေါ့နော်ကက်ဖွင့်ဟင်းအိုရှာစီထက်ရက်ကြောပလိုက်ခိုးလာပြီးရင်ထည့်မှာပေါ့နော်ခုတော့တမျိုးချက်ပြီးပြီပေါ့နော်လက်ထက်တမျိုးရှက်မှာကတော့ခွားတီးရေချိုဖြစ်ပါတယ်။ရင်းချင်းပြီးစက်သွန်ဖြူတခွားတီးရေထဲလောထားလိုက်ခုတော့ရပြီပေါ့နော်။ညီနွေတဲ့တိုးစရာလေးထဲခုတော့ကြက်ပြီပေါ့နော်။ဒါလေးတွေရဲ့ဇမလောက်ထားတဲ့နမစတာလေးပါ။အိတ်ထဲပြီးတော့အလုံးမှာသွားစားမှာပေါ့နော်။ပြီးတော့အလုပ်သွားတော့မှာပေါ့နော်။တငယ်ရှင်တို့နဲ့သွားစားတော့မှာပါ။အားရပါရစားနေတော့အဖွဲစားပါအောင်ရှင်။ဒီနေ့တော့ဒီလောက်ပါပဲအလုံးပဲ拜拜